တယ်ပေါ့နော်ဒါကြောင့် professional ကြမယ်ဆိုတဲ့အလုပ်ကအရင်အကြီးတယ်ပေါ့ကျွန်မပြောဖြစ်တယ်ပေါ့နော်ဟိုတလောကပေါ့နော်ဒီနေ့မှာဆိုရှင်သူတအားကို professional ကြတယ်ပေါ့နော်ဒီနေ့ဒီထုတ်ကုန်အကြောင်းကိုပြောလိုက်တဲ့အခါမှာမြင်နဲ့တူနဲ့လူရင်းနဲ့ရှင်းလင်းပေါ့နော်တကယ်ကိုမှပေါ့နော်ဒါထောက်ဆိုပြီးရင်မစင်းစားရပဲနဲ့ပြောနိုင်သွားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့မှာပေါ့နော်တကယ်သူရဲ့ professional လုပ်ငန်းတစ်ခုမှာ professional ကြနေပြီဆိုလို့ရှိရင်အရန်ကိုဒါအောင်မြင်တော့မှလည်းဖြစ်တယ်ပေါ့နော်ဒါတွေကိုလည်းကျွန်မမြင်နေရတယ်ခံစားနေရတယ်ပေါ့နော်ဒါကျွန်မရဲ့တင်းရဲ့ဒါမရှိမဖြစ်သေးဖြစ်တယ်ရှင်ကျွန်မအိမ်အောင်ရဲ့လို့အေးသုံးလုံးတင်းရဲ့လို့ဖြစ်လာခဲ့တဲ့လူတွေလည်းဖြစ်တယ်ရှင်ဒါဒီနေ့မှာပေါ့နော်ဒီနေ့မှာဆိုရှင်ဒါ professional ကြပေါ့နော်အကောင်းဆုံး share လုပ်ပေးသွားတယ်ပေါ့နော်ညီမလေးမီစင်2ကိုလည်းမိတ်ဆွေရဲ့လက်ခုပ်တန်းလေးနဲ့ဂုဏ်ပြုပေးပါအောင်လားရှင်ဒီ professional ကြရတယ်ဆိုတဲ့အပိုင်းမှာပေါ့နော်ကျွန်မကနည်းနည်းလေးပြောချင်တယ်ပေါ့နော်ကျွန်မအခုလောလောဆယ်ဟက်တီနေတဲ့အကြောင်းအရာပေါ့ကျွန်မတနေ့ပေါ့နော် grad ငှားသွားတာပေါ့နော် grad ငှားသွားတဲ့အခါမှာတောင်းစားတဲ့သူတွေကိုတွေ့တာပေါ့အဲ့ခါမှာ grad ငှားတဲ့ဦးလေးကြီးနဲ့ပေါ့နော်ကျွန်မနောက်ခန်းကနေထိုင်ပြီးစကားပြောအဲ့တောင်းစားတဲ့သူတွေလို့သူတို့တွေပေါ့နော်အဲ့တောင်းစားတဲ့သူတွေကိုလို့သိကျင်တာလို့ဘယ်လိုမျိုးသူတို့တွေဘယ်လိုမျိုးအသက်30 40ရောက်သွားလဲလို့သိကျင်စမ်းတယ်လို့အဲ့လိုမျိုးပြောဖြစ်တယ်ပေါ့နော်အဲ့မှာကဆရာဦးလေးကြီးကပြောတယ်သမီးရေးတဲ့ဟိုတလောကတက်လာတဲ့သတင်းမှာမကြည့်မိဘူးလားတဲ့မကြည့်မိဘူးတဲ့ဒီမှာမကြည့်မိဘူးရှင်လို့ပြောမသိလိုက်ဘူးရှင်ဆိုအဲ့မှာတဲ့ grad သမတယောက်ကဖြေထားတာရှိတယ်တဲ့သူအဲ့မှာ grad နောက်မှာထိုင်နေတဲ့လူခီးတဲ့တယောက်ကအဲ့ဒီလာတောင်းတဲ့ပတ်တီးကြီးနဲ့အန်တီကြီးတယောက်ကိုတောင်းတဲ့သူကိုပတ်စံပေးလိုက်တယ်ပေါ့နော်တနာပါတယ်ဆိုပြီးလာတောင်းကိုပေးလိုက်တယ်ပေးလိုက်တဲ့ကမှာတဲ့ကားဆရာရင်းနှီးမိတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဦးတဲ့ဘာဖြစ်ရမှာလဲဆိုတော့တဲ့အဲ့ဒီကားဆရာ grad မောင်းတဲ့ကားဆရာအဲ့တောင်းစားတဲ့အိမ်မှာအဲ့တောင်းစားတဲ့အိမ်ကအခန်း16ခန်းရှိတယ်တဲ့အခန်း16ခန်းရှိပြီလို့ရှင်သူဟာအဲ့ဒီတောင်းကြီးစားရတဲ့အဲ့ဒီအိမ်ခန်းမှာ16ခန်းရှိတဲ့အထက်မှာအဲ့ grad တစ်စီဆွဲနေရတယ်သူကအိမ်ငှားနေရတာတဲ့ရှင်အဲ့ဒါဆိုတော့ तू ကရီးတာပေါ့နော် तू အဲ့ပြီးတယ်လို့ရီးတာတဲ့အဲ့ဒီ तू အဲ့တဲ့အင်ရှင်ကတဲ့သူတို့ကတဲ့မီးပွိုင်တစ်ပွိုင်မှာသားသမီးရဲ့ယောက်ျားရဲ့တစ်ပွိုင်စီအဲ့လိုမျိုးနေကြတာတဲ့အဲ့ဘာညနေအိမ်ပြန်ရောက်လာပြီဆိုလို့ရှိရင်တဲ့ဟဲ့မင်းပွိုင်ကဘယ်လောက်ရလဲဟဲ့ငါပွိုင်ကဘယ်လောက်ရလဲဆိုရင်တစ်ပွိုင်မှာသားနဲ့အမေနောက်ထပ်တစ်ပွိုင်မှာသားနဲ့အဖေဆိုပြီးရှင်အဲ့လိုတောင်းကြတာတဲ့တောင်းရင်တနေ့မှာသူတို့ကငါပွိုင်ကတော့3သိန်းကျော်ရတယ်သူ့ပွိုင်ကတော့3သိန်းကျော်ရတယ်ဆိုပြီးအဲ့လိုပြောတာတဲ့အဲ့ဒါပွဲထွက်သွားပြီလို့ရှင်တောင်းစားတဲ့ရုပ်ပေါက်တော့အောင်ပေါ့နော်ဒီဟိုဟာပေါ့နော်ဒီလက်တွေကိုလည်းတားနဲ့ဒီလိုမျိုးပေါ့နော်ပတ်တိလိတ်တွေနဲ့ခြီးပြီးရှင်အစုပ်ပြက်တန်းနေအောင်နဲ့ထွက်သွားတာတဲ့အဲ့လိုထွက်သွားတာပေါ့နော်အဲ့လိုအဲ့ဒီခါကျတော့လေဘာဖြစ်လဲဆိုတာသမီးတဲ့တီလာတဲ့တောင်းစားတာမှာ professional ကြတောင်းစားတာတဲ့အဲ့လိုပြောတာပေါ့နော်အဲ့မှာအော်ဟုတ်သားပဲပေါ့နော်တောင်းစားတာတော့မှလည်းဒါ professional ကြရမယ်ပေါ့နော်တအားနဲ့ကိုပေါ့နော်ကျမဒါ rewind နဲ့လက်တွဲပြီးတဲ့နောက်မှာသင်ယူရရှိမိသွားတာပေါ့နော်အဲ့ကမှာကျမပေါ့နော်အဲ့ကမှာ तू ပြောလိုက်တဲ့အချိန်ကျမှပြန်ပြီးသတိရသွားရပေါ့ဘာပြန်သတိရသွားရဆိုအဲ့ဒီနောက်မှာကျမတို့စစ်သွားရကမှာအဲ့မိန်းမကြီးတယောက်ကအဲ့လမ်းဘေးမှာတောင်းတာပေါ့နော် तू ခေါင်းပေါင်းနေပဲအင်ကြီးနေပဲခွေကြီးနဲ့လမ်းမောင်ကြီးမှာတောင်းဆုံးခါအလိုကြီးခောက်ပြီးရင်တောင်းတယ်ထဲကြပါအောင်ပတ်စံထဲကြပါအောင်ဟိုဟာပေါ့နော်အဲ့ခါမှာဘေးနာတော့အလိုကြီးអော်နေတော့ကြောက်လို့ကွန်းပြီးသွားကြတာပေါ့နော်မထဲကြဘူးသူ့ကိုမထဲကြလေသူကစိတ်တိုးလေးအဲ့ဒီတောင်းစားတယောက်ကပေါ့နော်အဲ့ပြီးရှင်သူကဘာပြောလဲဆိုနောက်ပိုင်းကျတော့သူ့ကိုထဲပါအောင်လို့ပြောတာမရနိုင်တော့ငါကခိုးမစားခြင်းလို့နင်တို့ရှိရတောင်းနေတာထဲကြပါအောင်ဆိုရင်ဒါနဲ့ခွေကျိုးတမ်းမတဲ့မော်ကြီးမှာခောက်ပြီးရင်တောင်းမယ်ပေါ့နော်သူ့လိုတောင်းတာကကြတော့တကယ်ပဲတနာစရာမရှိဘူးနဲ့ပေါ့နော်ကြောက်လို့အကုန်ရှောင်ပြေးကြရပေါ့နော်အဲ့ဒါပြောတာပေါ့နော်အဲ့ကြောင့်မလို့တောင်းစားတာမှာတော့မဲ professional ကြရမယ်ပေါ့နော်အဲ့ဒီတောင်းစားတဲ့အခါမှာဒါ professional ကြတောင်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲဟိုမှာတော့တိုက်ခန်း16ခန်းတော့ပိုင်ပြီးလို့ရှင်ငါစားနေတဲ့သူတွေဖြစ်သွားကြရဲပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်မလို့ဒီနေ့မှာဆိုရင်ကျွန်မအမြဲပြောဖြစ်တယ်ပေါ့ Reway International Business လုပ်ငန်းတစ်ခုမှာ product အကြောင်းပြောရင်ဒီ product လေးတစ်ခုတည်းနဲ့တစ်ကမ္ဘာလုံးကိုရပ်တည်တာရှင်ဒီ product လေးတစ်ခုတည်းနဲ့ပဲ session နဲ့လောက်ရက်တည်နေခဲ့တာရှင်အဲ့ session နဲ့လောက်ရက်တည်နေခဲ့တာပစ္စည်းကောင်းတိုင်း session နဲ့မရက်တည်နိုင်ဘူးရှင်ကျမတို့ Nokia ဖုန်းတွေအရန်ကောင်းတယ်ဒါပေမဲ့သူတို့ပစ္စည်းတွေအရန်ကောင်းတယ်မြေပြင်ကိုပေါက်လိုက်တယ်ဆိုရင်တော့မပေါက်ကွဲဘူးဒါပေမဲ့ iPhone ကိုမကြော်နိုင်ခဲ့ဘူးပေါ့နော်ပစ္စည်းကောင်းတိုင်းကဘာအရရက်ကိုရောက်မသွားဘူးရှင်ကျမတို့တွေပေါ့နော်ဘလောက်ကောင်းတဲ့ပစ္စည်းပဲဖြစ်ပြည်တွင်းစီးပွားရေးဆိုပြည်တွင်းမှာပဲနေရမှာရှင်ပြည်တွင်းလေးတစ်ခုပဲသွားနိုင်မယ်ရှင်ကျမတို့ဒီရဲ့ business တစ်ခုကအရန်ကိုကောင်းဝင်လို့အရန်ကိုခိုင်ခန့်လို့ပေါ့နော်ဒါဒီကဘာတစ်ခုလုံးကို16နဲ့19နဲ့ကျော်ရောက်နေနေတာဖြစ်တယ်ဘာကြောင့်လဲအရန်ကိုမှပေါ့နော်ဒါ
အောင်မြင်သွားတဲ့သူတွေဆိုလည်းကြည့်လို့ရတယ်ပေါ့နော်အရင် professional ကြကြတာပေါ့နော်ဒီမှာဆိုရှင်ဒါကဘာတစ်ခုလုံးမှာသွားတဲ့ပုံစံက product တစ်ခုတည်းပဲသွားတယ် system ကလည်းတစ်ခုတည်းပဲသွားတယ်ဒီထုတ်ကုန်အကြောင်းကိုလည်းတစ်မျိုးတည်းပဲပြောတာဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုဆိုရှင်လည်းဒီနေ့မှာဆိုရှင်လည်းကျမတို့ပြောချင်တာ professional ဆိုတဲ့အရာပေါ့နော်ဒါညီမလေးမေစင်တူလို့ပေါ့နော်အရင်ကမှဒါထုတ်ကုန်အကြောင်းကို sharing လုပ်တဲ့ကမှာဒီထုတ်ကုန်တဲ့အကြောင်းလည်းပဲရှိတယ်ကျမတို့တွေ professional ကြအောင်ပြောရမယ်ပေါ့နော် customer နားလည်အောင်ကျမတို့တကယ်ကိုပြောရမှာပေါ့နော်ဒီ stand set အခုမှပေါ်လာတဲ့ stand set မဟုတ်ဘူးရှင်နှစ်ပေါင်း100ဘန်းရှိနေပြီရှင်ကျမတို့ကုမ္ပဏီကပြောလို့ကောင်းတဲ့ထုတ်ကုန်မဟုတ်ဘူးရှင်ကျမတို့ကုမ္ပဏီမပေါ်ခင်တည်းကနေကောင်းပြီးသားထုတ်ကုန်တစ်ခုကိုကျမတို့ကုမ္ပဏီကဗာလဲဆိုလို့ရှိရင်အရန်အင်အားကြီးမားတဲ့ medical science ရဲ့ပေါ့နော်ဒီစစ်သိပ္ပံလောကရဲ့ဒါ last product လို့လည်းခေါ်လို့ရတယ်ပေါ့ medical science ရဲ့လူသားတွေနာတာရှည်ယောဂါတွေဖြစ်တဲ့အရာတွေပေါ့ဒါနာတာရှည်ယောဂါဆိုတာဒါခုနကမမချိုတဲ့လည်းမျှဝေသွားတယ်ပေါ့ဒါကင်ဆာယောဂါဖြစ်ကြည်ကြောက်ကယောဂါဖြစ်ကြည်နှလုံးယောဂါဖြစ်ကြည်လေဖြတ်ကြည်ဒါတွေကဗာလဲဆိုရင်နာတာရှည်ယောဂါတွေဖြစ်တယ်နာတာရှည်ယောဂါတွေကဝင်မိရင်ပြန်မထွက်တော့ဘူးအဲ့ဒီနာတာရှည်ယောဂါတွေမဖြစ်ခင်တာလူတွေကဗာလဲဆိုရင်သိမ်မှာအရန်ကြောက်ကြတာရှင်ကျမတို့တွေပေါ့နော်သိမ်မှာအရန်ကြောက်တယ်ဖះရမ်းတာလွဲပြီးသိမ်မှာအရန်ကြောက်တယ်ဒါပေမဲ့ဒီလိုနာတာရှည်ယောဂါတွေဖြစ်လာပြီဆိုရင်လူတွေကဘာကြောက်သွားကြရလဲဆိုရင်ဆေးကူရင်းနဲ့ပဲဂျာလဲလဲတယ်ရှာထားသမျှဆေးရုံကိုပြန်ပေးရတယ်အကျွေးရှင်မှာတောက်မှန်ထားလို့ရသေးတယ်ဒီလိုနာတာရှည်ယောဂါတွေကတောက်မှန်ထားလို့မရဘူးကြောက်ကက်ဆေးရတဲ့သူတွေဆိုလဲကြည့်လိုက်မဆေးခင်အခြေအနေကမိုးလို့ကြောက်ကက်ဆေးရတယ်ကြောက်ကက်မကောင်းလို့ဆေးလိုက်ရတယ်ဆေးလိုက်တော့တက်တာတရားရှိတယ်ဒါပေမဲ့ဆေးရင်နဲ့ပဲကြောက်ကက်ဆေးရတဲ့အချင်းကြီးတွေကတိုးလာခဲ့ပြီလို့ရှိရင်ဘာဖြစ်သွားလဲနောက်ဆုံးပိတ်မှာမဆေးခင်အခြေအနေပြန်ဖြစ်သွားတာပေါ့နော်မဆေးခင်အခြေအနေပဲပြန်ဖြစ်ပြီးရင်လူတွေကတိတ်ဆုံးသွားခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ဒီလိုနာတာရှည်ယောဂါတွေဖြစ်လာခဲ့ပြီဆိုရင်လူတွေကသွားမေးကြည့်ပါကျမတို့ကိုယ်တိုင်လည်းခံစားကြည့်ပါရှင်ကင်ဆာယောဂါကြီးဖြစ်ပြီးကင်ဆာဆေးကြီးတွင်းနဲ့ဂရုံကြီးနဲ့ရင်သားတစ်ဖက်မရှိတော့တာနဲ့တိုက်အိမ်မရှိတော့တာနဲ့စီချိုဖြစ်လို့ခြေထောက်ဖြတ်လိုက်ရတာနဲ့လေဖြတ်လို့ကိုဝင်းကိုစီကိုတော့မနိုင်တဲ့ဘဝမျိုးဖြစ်ရင်ကျမတို့မသေးပဲနေကြမလားရှင်ဖះရဟန္တာလွဲလို့သိရမှာအလုံးကြောက်တယ်ဒါပေမဲ့အဲ့လိုနာတာရှိယောဂါတွေဖြစ်ရင်မသိမှကြောက်သွားကြတာရှင်လူတွေကပေါ့နော်အဲ့ဒီမသိမှကြောက်သွားကြတာအဲ့ဒီယောဂါတွေအတွက်နီးလန်းရှာတာတိုင်းရင်ဆေးလည်းမဟုတ်ဘူးအခုလက်ရှိကူနေတဲ့ medical science လည်းမဟုတ်ဘူးကျမတို့တွေဗာလဲဘေးရင်ရတာလည်းမဟုတ်ဘဲနဲ့ဆေးသိပ္ပံလောကရဲ့တကဘာလုံးကလက်မခံလို့မရတဲ့ stem cell ဖြစ်တယ်ရှင်နောက်ဆုံးပေါ် therapy တစ်ခုဖြစ်တယ်ဒီ therapy တစ်ခုကိုကျမတို့ကုမ္ပဏီကဘာလုပ်ထားရလဲဆိုရင်ကပ်ဆူးတောင်လုပ်နိုင်ခဲ့တာ copy ယူနိုင်ခဲ့တာရှင်ကျမတို့ဒီကုမ္ပဏီကဒါကြောင့်မို့လို့ပေါ့နော်ကျမတို့ပြည်တွင်းစီးပွားရေးမဟုတ်လို့ international ကိုဖျက်လို့ရတယ်16နဲ့19နဲ့လုံးနေနိုင်တာဖြစ်တယ်ပေါ့နော်ဒါလောက်ကောင်းတဲ့ထုတ်ကုန်တစ်ခုမှာကျမတို့ပြောရမယ်အကြောင်းအရာတမျိုးတည်းဒီပုံစံလေးပဲပြောရမှာကျမတို့ဒီ OPP ကိုတော့တကယ်ကို professional ကြကြပြောနိုင်ရမှာပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ဒီနေ့ညမှာဆိုလဲဒါညီမလေးဟိုပေါ့နော်မေစင်တို့ရဲ့ share ရင်းလို့တော့အော်သူ professional ကြနေပြီပေါ့နော်အဲ့လိုလေးခံစားမိတယ်ပေါ့နော်ဒါ reward searching နဲ့တင်ရင်တော့အရင်နဲသေးတယ်ပေါ့နော်ဒါ reward searching နဲ့နိုင်ရင်တော့ဒါနဲသေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တင်းရဲ့စမ်းချင်းနဲ့ဆိုရင်တော့ကျွန်မကတော့အရင်ကြိုက်ပါတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ညမှာလည်းအကောင်းဆုံးပေါ့နော်သူပြုံရွှင်တက်ကြွအားရပါရနဲ့မျှဝေသွားတဲ့ညီမလေးမစင်တူကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ခါပေါ့နော်ဒါဒီနေ့ဒါမမချိုတဲ့ပေါ့ဒါသူ့ရဲ့ကိုယ်တွေ့အကြောင်းတွေပြောပြသွားတယ်ပေါ့နော်ကိုရိတ်တွေပြောပြသွားကျမတို့တွေမိတ်ဆွေတို့မမတို့တဲ့ပြောပြရတဲ့အခါမှာလူတွေကတော့လေဘာလဲဆိုရင်ခံစားပြီးရင်နဲ့နေကြမှာပေါ့နော်ဒါပေမဲ့အခုတကယ်တေချာပြန်စဉ်းစားကြည့်ဒီယောဂါတွေနောက်9နှစ်မှမဖြစ်ဘူးလို့ပြောနိုင်လားရှင်တချို့အသက်တွေကပေါ့နော်ဒီအကြောင်းအရာတွေကြားလိုက်ပြီဆိုလို့ရှိရင်ကိုယ့်အတွက်မဆန်ဘူးတခြားလူစားပဲသွားတွေးတာပေါ့နော်ကျမတို့ဒီကုထုံးကဆေးရုံကရင်ဖြာကက်ရောက်ခါမှာကုရတဲ့ကုထုံးမဟုတ်ဘူးရှင်ဆေးရုံမရောက်ခင်ကာကွယ်လို့ရတဲ့ကုထုံးတစ်ခုဖြစ်တယ်ရှင်ကျမတို့ဒီ product တကူကကျမတို့တွေအနာဂတ်ကိုမြင်တတ်မယ်ဆိုရင်ခုနကလည်းပြောတယ်နာတာရှည်ယောဂါတွေကြောင့်သိဆုံးမှုကကဘာပေါ်မှာတွေ့ရမှာ84ယောက်9ယောက်ရှိရင်3ယောက်ကျော်နှုန်း3ယောက်ရှိရင်2ယောက်နှုန်းကျမတို့ဒီလိုယောဂါတွေနဲ့ရာဇဝမှုမကျွလွန်မဲ့နဲ့အိမ်မှာနေရင်ထိုင်ရင်စားရင်တောက်ရင်ချစ်ရင်ပြုံးရင်နဲ့ပဲဒီယောဂါကြီးနာတာရှည်ယောဂါတွေကတည်တံပေးခြင်းခံနေရတာအဲ့ဒီဟာတွေကိုကျမတို့ကဒီယောဂါတွေကိုဘာကြောင့်ခံနေရလဲဒါကျမတို့တွေအားလုံးသိတယ်မချောင်လွှဲနိုင်တဲ့ဒီကျမတို့ရဲ့ဒီနေ့ခေတ်ကမှာ chemical လောကကျမတို့ဓာတုလောကဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာဒီထုတ်ကုန်အကြောင်းကိုတည်တာတာကျမတို့ယော့နေသွားတဲ့ကမှကျမတို့တွေဒါအများအားပြောနေကြဖြစ်တယ်ဒီထုတ်ကုန် stem cell အကြောင်းကိုကျမတို့အပြင်ကျမတို့ပြည်ပနိုင်ငံတွေမှာဆို stem cell လို့ပြောလိုက်တာ ਨੇ အရန်နားလေတယ်ပေါ့နော်ကျမတို့ပြည်တွင်းမှာကြတော့ဗာလဲဆိုမြေလုံးဘဲကဖြစ်တာလဲ stem cell က7ဘဲကဖြစ်တာလဲ stem cell ကနှာခေါင်းဘယ်ရဖြစ်တာလဲ stem cell အဲ့ဒါကိုရှင်းပြနေရသေးတာရှင်ကျွန်တော်တို့မို့လို့ပေါ့နော်ကျမတို့ဒီ
8နှစ်ကျော်ကျမတို့မြန်မာနိုင်ငံမှာကိုဗစ်နဲ့9နဲ့8နှစ်ဆိုတဲ့ကာလတစ်ခုမှာသိတဲ့သူကအရင်ကြီးမသိတာဖြစ်တယ်ကောင်းတယ်ဆိုတာတော့ပဲသိတယ်ဘာကြောင့်ကောင်းနေတာလဲဒီရဲ့နောက်ွယ်မှာဘယ်လောက်ထိသွားလို့ရလဲဆိုတဲ့အရာတွေကိုအရင်ကြီးထက်ထက်ဝင်ဝင်မသိကြဘူးပေါ့နော်အခုယူရိုပတွေမှာနောက်မှရောက်နေမယ်သူတို့တွေကအရင်ကြီးထွားသွားကြတာဘာဖြစ်လဲဆိုဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တယ်ကျမတို့လူတစ်ယောက်ကအသက်ရှင်ရက်ပြီးဖို့အတွက်အမေမွေးကြတဲ့ကနေလို့မှနိုးဆိုးရတယ်6လပြီးသွားရင်ဖြစ်ဆွစာတွေစားရတယ်နောက်အပြင်ပေါ့နော်ကျမတို့ဆဲတွေအမေမွေးကြတဲ့ကနေ100 ရာခိုင်နှုန်းအပြီးပါလာတယ်အသက်အဆုတ်တက်ကပြောင်းမယ်ဆဲတွေကဒီလိုမျိုးအသက်ကြီးလာတဲ့အနေနဲ့အများရေကန်ထဲကရေတွေရော့သွားတယ်လို့မျိုးရော့သွားတာဆိုတာကိုသူတို့ကဖွံ့ဖြိုးပြီးနိုင်ငံမှာနားလည်ကြတယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒါယူရိုပတွေဆိုနောက်မှရောက်နေကြလဲကျမတို့မြန်မာနိုင်ငံထက်အရန်ကြီးထွားသွားကြပြီပေါ့နော်ဒီသူတို့နိုင်ငံတွေမှာကြတော့ဗာလဲဆိုဒီရဲ့ supplement အကြောင်းကိုနားလဲတဲ့အခါမှာသူတို့မှာရှိပြီးသားဘဟုတုတရဲ့ဒီရဲ့ supplement ရဲ့အရန်ကိုကောင်းဝင်တဲ့ supplement အရင်အမြစ်ကိုအခြေခံပြီးရင်ဤပညာကြီး6ရက်နဲ့ထုတ်လုပ်ထားတဲ့အကြောင်းတွေကိုသူတို့ကနားလဲသွားတဲ့အခါမှာအိမ်မှာနေရင်ဒီတဘူးရှိုံနဲ့တောက်ခွင့်ရတဲ့ဒီ stem cell therapy နောက်ွယ်မှာတောက်ရင်းနဲ့စီးပွားရေးပါပါတဲ့ therapy ဆိုတာသူတို့ရဲ့အုံနောက်ရှိပြီးသားအရန်ဖွံ့ဖြိုးပြီးသားနိုင်ငံကကြတော့အများကြီးလက်ခံနိုင်တဲ့အခါမှာဘာဖြစ်သွားလဲဆိုရင်သူတို့ပေါ့နော်ဒါယူရိုပမှာဆိုဝုန်းဆိုရင်အချင်းတို့အတွင်းမှာအများကြီးကြီးထွားသွားခဲ့ကြတာဖြစ်တာရှင်ဒါယူရိုဆိုတဲ့နိုင်ငံမှာဒါကုမ္ပဏီတန်း15နှစ်ပြည်ပနိုင်ငံအနေလို့မှဒါသူတို့ယူရိုကနေပဲအာရှကိုရောက်လာတာရှိတယ်ပေါ့နော်အာရှကနေယူရိုကိုဝင်နိုင်တဲ့ပစ္စည်းဆိုတာTikTok ဆိုတဲ့ application နဲ့ဒါ Reway စင်ကာပူကနေဖြန့်ချီတဲ့ဒီ Reway product တစ်ခုပဲရှိတယ်တဲ့ကျမတို့ဒါယူရိုဆိုတဲ့နိုင်ငံတခြားနိုင်ငံပစ္စည်းတွေဝင်မယ်ဆိုရင်15နှစ်လောက်ကုမ္ပဏီတန်းရှိပြီးမှသူတို့နိုင်ငံအတွက်အမှခံချက်ဖြစ်ပြီးကမှနိုင်ငံတို့ဝင်ခွင့်ပေးတာဖြစ်တယ်ပေါ့နော်ဒါကျမတို့ Reway ကုမ္ပဏီကဒါ15နှစ်လောက်တန်းရှိပြီးကမှသူတို့နိုင်ငံမှာရုံးချုပ်ရုံးခွင့်ဖွင့်ရတာတော့အခုသူတို့ရဲ့ target တွေဆိုရင်ပါကဆက်100တဲ့ကျမတို့ကမြန်မာနိုင်ငံမှာ one star 100နဲ့ target ထားရတယ်ပေါ့နော်အစ100လောက်တော့ကွာသလားမသိဘူးပေါ့နော်ဒါနောက်မှရောက်တဲ့နိုင်ငံတစ်ခုဖြစ်တာတော့မဲပေါ့နော်ဒါကဘာလဲဆိုရင်ကျမတို့ဒီ product တစ်ခုကအရန်ကိုမှဒါနိုင်ငံကြီးတွေကိုထက်ဖွံ့ဖြိုးပြီးသားလူတွေတောင်လက်မခံလို့မရတဲ့အကြောင်းအရာကြောင့်ဖြစ်တယ်ပေါ့နော်ခိုင်မာတဲ့လုံးဝသိချတဲ့အကြောင်းတရားတွေကြောင့်ကျမတို့တွေကဒါဒီနေ့ဒီအချိန်မှာဒါတစ်ကမ္ဘာလုံးမှာ18နှစ်ကျော်19နှစ်ရက်တည်နေနိုင်တာဖြစ်တယ်ရှင်ပစ္စည်းကောင်းလို့ဒါကြောင့်တစ်ခါလေးကျရင်တချို့လူတွေကမေးတယ်ပေါ့နော်ဒါကြောင့်ကျမတို့မြန်မာနိုင်ငံမှာဆိုရင်ကျမတို့ကဘာလဲဆို stem cell အကြောင်းကိုနားလည်အောင်ပြောရသေးတယ်အမေမွေးကြတဲ့ကနေနိုးဆိုရတာဘာကြောင့်နိုးဆိုရတာလဲအစာစားရတာဘာကြောင့်စားရတာလဲဖြည့်ဆွေစားလို့စားရတာထမင်းနေစားတာမတင်မချင်းစားရမှာမဟုတ်ဘူးလားထမင်းလေးစားလိုက်တဲ့အခါမှာလက်ဖက်တုပ်လေးနဲ့ငံပြာရည်လေးနဲ့စားလိုက်လာလို့ဗိုက်ပြည်သွားတာပဲရှိတာအာဟာရဖြစ်သွားတာမဟုတ်ဘူးခန္ဓာကိုယ်အလုံးမျက်စိမှာလိုအပ်တဲ့အသက်မှာလိုအပ်တဲ့ဓာတ်တွေပါဖို့ဖြည့်ဆွေစားတွေလိုအပ်တယ်အဲ့ဒီဖြည့်ဆွေစားတွေစားမယ်ဆိုလို့ရှိရင်ပတ်စံတွေအများကြီးကုန်ခံနေတယ်ဆိုတော့ chemical ကင်းတဲ့အစအစာမရှိတော့ဘူးဒီထုတ်ကုန်မှာတော့အလုံးပါတယ်တခုတည်းနဲ့ညီးနေဒီမှာအလုံးနီးပညာကြီး6ရက်နဲ့ထုတ်ထားတာဖြစ်တယ်ဒါအပြင်ခန္ဓာကိုယ်ထဲမှာယော်သွားတဲ့အမေမွေးကလေးကနေပါလာတဲ့ကောင်းတဲ့ဆဲတွေကိုရေကန်ထဲကရေပြန်ဖြည့်တယ်လို့မျိုးချောင်းထဲကနေလို့ခုံကြီးကိုထမ်းပြီးရေမခက်ကတော့ခုခေတ်မှာနီးပညာလေးနဲ့ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ပေတထောင်နဲ့ရေကန်ထဲရောက်လာတယ်လို့ပဲကျမတို့ခန္ဓာကိုယ်ထဲမှာယော်နေတဲ့ဆဲတွေကိုနီးပညာကြီးထားတယ်ပြန်ဖြည့်ပေးတာဆိုတာကိုကျမတို့ဗာလဲနားလည်အောင်ကိုအပေါက်မတန်ရှင်းပြတယ်ဒါပေမဲ့လည်းပေါ့နော်ဘယ်ဘက်မှာကကြည်ဒါရှုထောင့်2မျိုးရှိတယ်ပေါ့နော်ဘယ်ဘက်မှာပါကြည်ရှုထောင့်2မျိုးရှိတယ်အကောင်းနဲ့အဆိုးဆိုတာတွင်နေတာဖြစ်တယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ကျမကဒါမိတ်ဆွေတို့ကိုပြောချင်တယ်အတိကဒီထုတ်ကုန်အကြောင်းကိုမသိတဲ့သူနဲ့သိတဲ့သူဆိုသိတဲ့သူကအရန်ကန်ကောင်းတာပါကျမတို့အထူးသဖြင့်ဒီလိုနိုင်ငံကြီးတွေသုံးတဲ့နိုင်ငံကြီးတွေကနေလက်မခံလို့မရတဲ့product တစ်ခုကကျမတို့မြန်မာနိုင်ငံလူသားတွေသိခွင့်ရှိနေတာပေါ့အရန်ကန်ကောင်းလာပါပြီလို့ပြောချင်တယ်ကျမတို့တွေစေယုံစေကန်းသွားမယ်ဆိုရင်ကျွင့်ကျင်တဲ့ဆရာဝန်ဆရာမမလုံလောက်တော့ဘူးအခုတောင်အမချုပ်တဲ့ဘန်ကောက်ရောက်နေတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုဘာလဲဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်စေယုံစေကန်းသွားမယ်ဆိုတော့လုံလောက်တဲ့စေဝါမလုံလောက်တော့ဘူးရှင်မရရှိတော့ဘူးရှင်နောက်တစ်ခါလမ်းပန်းဆက်သွယ်ရေးတွေမကောင်းတော့ဘူးရှင်အဲ့လိုနိုင်ငံမှာဒီထုတ်ကုန်ဒီခွန်လန်းကိုတည်ထားတဲ့သူအတွက်ကအရန်ကိုကန်ကောင်းတာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ဒီထက်မှရှိတဲ့မိတ်ဆွေတက်တွေအနေနဲ့ဇုံတွေကိုမြများတက်ပါမီတင်ပွဲတွေကိုမြများလဲကိုယ့်ကိုမဖြစ်ဖြစ်အောင်ပေးတဲ့အခွင့်အလမ်းကိုပေးတဲ့သူတန်ဖိုးထားပါဒီအခွင့်အလမ်းကတန်တရားဖြစ်လို့တော့ရတယ်ဒါပေမဲ့မလစ်လာမိနောင်တရမှာကကျမတို့မြန်မာနိုင်ငံမှာနေတဲ့ကျမတို့ကိုကျမ်းမာကြီးကိုဖြစ်ရင်ကိုခံရတဲ့သူတွေပါရှင်ဒီအကြောင်းအရာကိုခုနကဒါမမကျွတ်သိရှင်းပြသွားတဲ့အခါမှာအများကြီးခံစားမိမယ်လို့ထင်တယ်ပေါ့သူများနိုင်ငံရဲ့ပညာကျမ်းမာကြီးနဲ့ဒီဘက်ကကျမ်းမာကြီးဌာနရဲ့အကြောင်းအရာတွေသူမြင်တဲ့အခါမှာသူခံစားရတာတွေပြောပြရတယ်ပေါ့နော်ဒါဒီနေ့မှာ
ဆိုလို့ရှိရင်လေဒီလိုမျိုးပေါ့ဒီထုတ်ကုန်တစ်ခုကိုကျမတို့တွေဒါမမချိုသက်တို့တွေကိုဘာကြောင့်ပေးရတာလဲဒီလိုတွေတိသွားတယ်လူတစ်ယောက်တိသွားရင်ဘယ်လောက်ထိတောင်ကယ်ပေးနိုင်တာလဲရှင်ဒီရဲ့ business တစ်ခုကဒါမမချိုသက်ဘန်ကောက်မှာနေရင် Zone ဆိုတဲ့ application ကနေAustralia ထိသွားပြီးအခွင့်အလမ်းပေးနိုင်ကြတာမဟုတ်ဘူးလားရှင်ဘယ်လောက်ထိလက်တန် share စေတဲ့လုပ်ငန်းတစ်ခုလဲဘယ်လောက်ထိလူတွေကိုကူညီစေတဲ့လုပ်ငန်းတစ်ခုလဲကျမတို့တွေပေါ့နော်ကျမတို့တွေဒါဖះဒီတရားတွေနားထောင်မှုလို့ရှင်လူအိတ်နေရင်တော့မရက်တဲ့ကုသိုလ်တဲ့ရှိတယ်ပေါ့နော်ဘာလဲဆိုရင်ဇရက်တွေလှူထားတာတို့လမ်းတွေခင်းထားတာတို့ဒါဆိုလို့ရှိရင်အိတ်နေရင်တော့မဲ့ဒီလူတွေနှာတိုင်းကုသိုလ်ရနေတာပေါ့နော်အဲ့လိုမျိုးပဲပေါ့နော်ဒီ platform တစ်ခုမှာဒီခွန်လန်းတစ်ခုကိုလေ့လာပြီးသွားတဲ့အခါမှာဘယ်လောက်ထိကုသိုလ်တွေစာပွားပွားလဲရှင်တယောက်တည်သွားရင်နောက်ွက်ရနေအများကြီးလူတွေကိုကယ်လို့ရတဲ့အရာတွေပေါ့နော်ဒါတွေကကျမတို့တွေဒါပြောရမယ်ဆိုရင်ဒါ reward business ကိုတိတိကျကျသိမယ်ဆိုရှင်ငွေရေးကြီးတွေအပါတယ်မဟုတ်ဘူးပေါ့နော်လူအိတ်နေရင်တော့မရက်တဲ့ကုသိုလ်တွေရနေတာပါလို့ကျွန်မကပြောချင်ပါတယ်ရှင်ဒါကြောင့်လဲပေါ့နော်ဒီနေ့မှာဒါမမကျွတ်တက်တယ်လို့ပညာရှင်တွေတကယ်ကိုမှဒါစိတ်ထားနှလုံးသားကောင်းတဲ့သူများကိုကူညီခြင်းတဲ့သူတွေဒီကွန်လန်းကိုသူတို့လက်ထက်ကိုတိတိကျကျနားလည်အောင်ဆိုပြီးရင်ပေးတဲ့သွားခဲ့တဲ့အခါကြလို့ရှင်ဘယ်လောက်ထိလူသားတွေအကျိုးရှိသွားရလဲသူတို့ကိုယ်တိုင်အကျိုးရှိလာတဲ့သူ့ပတ်ဝန်းကျင်အကျိုးရှိလာတာဖြစ်တယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒါဒီနေ့မှာဆိုလို့ရှိရင်လည်းဒါဒီနေ့မမချိုတဲ့ရဲ့သူရဲ့အများကြီးပေါ့နော်သူပြောချင်တာတွေအများကြီးပဲရှိသေးတယ်ပေါ့နော်ဒါအချိန်တိုင်းတာကြောင့်ဒီလောက်ပဲပြောလိုက်ရတာဖြစ်တယ်ပေါ့နော်ဒါအခုလည်းအများကြီးကဲတင်ခဲ့ပြီးနောက်လည်းထပ်ပြီးအများကြီးကဲတင်သွားအောင်မှာဖြစ်တယ်ရှင်ဒါကြောင့်မမချိုတဲ့ကြောင့်အများကြီးဘသူတွေပြောင်းလဲသွားကြအောင်မလဲဒီလိုပဲဒီနေ့ဆုံးထဲမှာရှိနေတဲ့220သောလူတွေကနေလို့လဲပြန်ပြောလို့လူတွေအများကြီးလွတ်မြောက်သွားကြအောင်မှာရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒါဒီနေ့မှာဆိုလို့ရှိရင်လည်းဒါမမချိုတဲ့ဆိုလဲကုသိုလ်တွေအများကြီးရနေပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့မှာအကောင်းဆုံး sharing လုပ်ပေးသွားတယ်ဒါသူဆိုလဲ professional ကြကြပေါ့နော်လုံးဝတက်သေး review ပေါ့နော်တက်သေးကြကြနဲ့ professional ကြကြပေါ့နော်sharing လုပ်ပေးသွားတယ်ပေါ့နော်မမချိုတဲ့ကိုလည်းမိတ်ဆွေတွေလက်ခုပ်တန်အများကြီးနဲ့ဂုဏ်ပြုပေးပါအောင်လားရှင်โอเคပါရှင်ကျွန်မအရင်ကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ထပ်ကျွန်မပြောချင်တာကမိတ်ဆွေတို့ရေအချိန်တော့အများကြီးမယူပါဘူးနည်းနည်းလေးပဲပြောမယ်ပေါ့နော်ကျမကြီးကအရေးကြီးလားလို့မြင်လူတိုင်းအရေးကြီးတယ်ဒါပေမဲ့အရေးကြီးတယ်လို့ပဲပြောကျမတို့တွေတကယ်ဒီလောက်ကောင်းတဲ့အကြောင်းတွေကြားရတယ်လဲဟဲ့ကိုယ်နဲ့မတန်သေးဘူးစိန်ဆွန်းတော့ဝယ်လိုက်မယ်ရွှေဆွန်းတော့ဝယ်စုလိုက်မယ်မိခံတက်တာထဲမှာထားတယ်ပတ်စံရွှေကြာလေးတစ်နှစ်တန်မိုးပိုရောသွားတာပါရှင်ဘာဖြစ်လို့လဲဆိုကျမတို့ခန္ဓာကိုယ်ထဲမှာယောနေသွားတဲ့ဆဲတွေကရွှေတန်မိုးတွေအပြင်မှာကြိုက်တဲ့လောက်စုကျမတို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆဲ level ကဘာဖြစ်သွားရလဲရှင်ရောစာရောသွားတာရှင်အဲ့ဒါကိုနားမလဲတော့လူတွေကဘာဖြစ်သွားလဲမိခံတက်တာတဲ့ငွေဝဲအာယုံစိုက်တယ်ဘဏ်အကောင့်ထဲရှိတဲ့ကိန်းကနန်းကိုပဲအာယုံစိုက်တယ်ခန္ဓာကိုယ်ရဲ့ဆဲတွေကိုဂယုဆိုင်ရမှန်းမသိဘူးရှင်ဒီရဲ့ထုတ်ကုန်က9ဘူးတောက်လို့ရှင်9နှစ်အတွင်းမှာပြည့်စည်သွားတဲ့ဆဲကိုပြန်ဖြည့်ပေးနိုင်တဲ့ကုထုံးတစ်ခုဖြစ်တဲ့ရှင်ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့တွေကဒါဘယ်လောက်တိပါပြောပေါ့နော်ကင်ဆာဖြစ်ရင်လည်းရွှေကြီးဝယ်ပြီးကင်ဆာဆေးသွင်းမယ်ဆိုတဲ့လူမျိုးတွေကအယံများတယ်ပေါ့နော်အဲ့လိုမျိုးလူမျိုးတွေအယံများတယ်ပေါ့နော်ရွှေလေးကိုကိုင်းလို့အထုပ်လေးကိုင်းလို့အဲ့လိုလေးနေရတာကိုအယံပြုံမှုကြတဲ့အကြောင်းအဲ့ကြောင့်မှန်ကန်တဲ့အတွေ့အမြင်ရဖို့ကိုကျမတို့ကဗာလဲဆိုရင်အယံသတိပေးရတယ်ပေါ့နော်ကျမတို့တွေကဒါကြောင့်မို့လို့ကျမတို့မှာဒီရွေးရဲ့ချစ်ကီယာဆိုတဲ့အမြဲတမ်းပြောတယ်ပေါ့နော်ဘာလို့ဆိုအုံနောက်ကတဲ့လူကြီးမင်းတို့ရဲ့ခေါင်းထဲမှာပဲရှိတာတဲ့လူဆိုတာတဲ့အဲ့ဒီအုံနောက်ကိုတွားရောက်ပြီးပြုပြင်ပေးလို့မရဘူးဘေးကနေပဲသတိပေးလို့ရတယ်တဲ့ကျမတို့ဒါဆိုရှင်ရီဝေးမှာဆိုရှင်လည်းဒါအမြဲတမ်းဒီလိုပဲသတိပေးနေတာပဲဖြစ်တယ်ပေါ့နော်ဒီထက်မှရှိတဲ့သူတွေဘန်တီးရမစားရသေးဘူးဆိုရင်စားတယ်လားစားလို့ဆင်းရဲသွားမှာလားဆိုတာတွေကိုထက်ဝင်လေ့လာပါလို့ကျမကမိတ်ဆွေတွေကိုလည်းပြောချင်ပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ကစမ်းမာရေးတာမကောင်းလို့ရှင်တဲ့လူတွေရတယ်နေစင်းတဲ့အမြပြဿနာရှိတယ်တဲ့ပြဿနာဆိုတာမြည်ကြီးတဲ့ရောက်တော့ကမှငိမ့်မာတဲ့ပြဿနာမရှိတဲ့ဘဝဆိုတာဘယ်ရှိမှမရှိဘူးတဲ့ကျမတို့ရီဝေးမတွေ့ခင်လည်းပြဿနာရှိတယ်ရီဝေးမလုပ်လည်းပြဿနာရှိတယ်ကျမတို့ရီဝေးမလုပ်လည်းနိုင်ငံရေးရဖြစ်နေမှာပဲဒါပေမဲ့ရီဝေးကိုလုတ်ခဲ့လို့ဒါကျမတို့အဲ့ဒီပြဿနာအမျိုးမျိုးကိုတောင့်ခံနိုင်ခဲ့တာဖြစ်တယ်ရှင်ကျမတို့မှာပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ဒီကျမ်းမာရေးတာဒီမှာကြောင့်ကျမ်းမာရေးနဲ့စီးပွားရေးနှစ်ခုလုံးကိုတွဲနိုင်တာဖြစ်လို့ပေါ့နော်အရန်ဒီပတ်ဝန်းကျင်ကအရန် okay တယ်အရန်အဆင်ပြေတယ်ပေါ့နော်လူချင်းမင်းတို့မှာကျမ်းမာရေးဆိုတဲ့အရာကိုပြောရမယ်ဆိုလို့ရှိရင်တချို့ကဒီလောက်ကြီးကြားလဲသူများစားပဲတွေးတာကို့စားဆိုတာမတွေးဘူးပေါ့နော်ကျမပြောချင်တယ်ပေါ့နော်ပြဿနာမရှိတဲ့ဘဝကိုကြိုက်လားရှင်ပြဿနာတွေပေါ့နော်နေ့စဉ်နဲ့အများရင်ဆိုင်နေကြရတာပေါ့နော်ကျမတို့တွေအဲ့ဒီပြဿနာတွေရင်ဆိုင်နေရတယ်ဆိုရင်တော့မဲဂုံယူပါလို့ပြောချင်တယ်ဘာဖြစ်လို့လဲပြဿနာတွေရင်ဆိုင်နိုင်ရသေးတယ်ဆိုတာသင်ကျမ်းမာနေသေးလို့ပါရှင်သင်သာမကျမ်းမာတော့ဘူးဆိုရင်ရင်ဆိုင်ရမယ့်ပြဿနာကတစ်ခုတည်းပါရှင်တစ်ခုတည်းပဲပါရှင်ကျမ်းမာမှာလားသိမှာလားစစ်ပြီးအသက်ရှင်မှာလားသိသွားမှာလားဒါပဲတွေးနိုင်မှာပါရှင်
ကျန်တဲ့ပြဿနာဘာမှမတွေးနိုင်ပါဘူးရှင်ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့တွေခုနေချိန်မှာအခုဒီထက်မှရှိနေတဲ့ဇုံထဲမှာရှိတဲ့သူတွေကတော့ဒါအားလုံးပေါ့နော်ဒါကျမ်းမာနေတဲ့လူတွေပေါ့နော်ဒါ84%မှာမပါသွားပဲနဲ့မြေပြင်ပေါ်မှာတန်းရှိနေသေးတဲ့သူတွေလို့လည်းကျမမြင်နေပေါ့နော်အဲ့အချိန်မှာဒီလိုသတိပေးအကြောင်းအရာတွေဒီလိုခဏခဏကျမတို့အုံနောက်ကိုသတိပေးမယ်အကြောင်းအရာတွေကိုသတိပေးကြောက်ခံခွင့်ရတာကိုမှကျေးဇူးတင်ပါလို့ကျမကပြောချင်ပါတယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်မိတ်ဆွေတို့ပေါ့နော်ဒီ stem cell ဆိုတဲ့ therapy ကနောက်ဆုံးပေါ် therapy ဖြစ်တဲ့ကျန်းမာရေးတာမကောင်းရင်ပြဿနာတစ်ခုတည်းရှိတယ်ဒါကြောင့်မို့လို့ပြဿနာတစ်ခုတည်းမရင်ဆိုင်ရအောင်ပြဿနာတွေအများကြီးရင်ဆိုင်ရအောင်ပေါ့နော်ပတ္တိယကိုများများလေ့လာပါလို့ကျမကတော့ပြောချင်တယ်ပေါ့နော်ကျမကတော့အနာဂတ်ကိုမြင်လို့ပတ္တိယကြောင့်ဒီထက်ရောက်လာခဲ့တာဖြစ်တယ်ပေါ့နော်ဒီပတ္တိယထဲမှာပါတယ်ဒီ stem cell medical science ရဲ့ဒီ last step product ကဆိုတာကကျမတို့ခန္ဓာကိုယ်ထဲမှာရှိပြီးသား cell ကိုပြန်ဖြည့်ပေးတာဖြစ်တယ်ကျမတို့ပုံမှန်မှာဆိုရှင်ပတိရမသိရင်စိတ်စိတ်ကန်သွားရမယ်ယောဂဖြစ်မှကုရမယ်သွေးဖောက်ကမယ်ဆေးရမယ်တက်မန်နေဆုမယ်စစ်ပြီးကမှဘာလဲညာလဲအသေးလားကြောက်ကလားကလီစာလားဆိုတာဘာပဲဘေနာကလီစာဘေနာကလည်းဆိုပြီးစစ်မယ်စစ်ပြီးလို့ရှင်ဆရာဝန်ကိုသွားပြရမယ်ဆရာဝန်ကဘာလဲစိတ်ကုမ္ပဏီတွေကနေလို့လာ marketing စစ်နဲ့ဆေးတွေကိုသူတို့ကြက်မှတ်ထားတဲ့အရာစိတ်သိပ္ပံလောကဖော်ဆထားတဲ့ဆေးတွေကိုပဲဘယ်ဟာဆက်ပေးရှိတယ်ပိုတောက်ရင် overdose ဖြစ်မယ်လိုတောက်ရင်ဆင်းရင်မယောဂဖြစ်မယ်အဲ့ဒါဖြစ်တဲ့အတွက်ဒီဟာတွေကိုအတိအကျနဲ့သူတို့ကညွှန်ပေးရင်းနဲ့တစ်ခုတောက်ရင်တစ်ခုဆက်အဖြစ်ဖြစ်နေရတာဖြစ်တယ်ပေါ့နော်ဒါကျမတို့တွေကျန်းမာအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီ stem cell ကိုဒါနီးလန်းဝါတာမသိခဲ့ဘူးဆိုရင်ကျမတို့ခန္ဓာကိုကျန်းမာဖို့အတွက်ကာကွယ်လို့မရဘူးဖြစ်ခါမှာကုတဲ့ကုထုံးတစ်ခုကိုရမယ်အဲ့ဒီကုသတဲ့ကုထုံးတစ်ခုမှာရင်ဘာလဲဆိုရင်ကုမာကအတွင်းပစ္စည်းနဲ့မဟုတ်ဘူးအပြင်ကုထုံးနဲ့ကုမာရှင်ဒါတို့စေးဝါနဲ့ကုမာရှင်ဒီ stem cell ကိုနားလည်သွားတဲ့သူကတော့ဘယ်လိုဖြစ်သွားမှာလဲဆိုရင်ငကိုရဲရရှိပြီးသားအတွင်းပစ္စည်းငကိုရဲရနေ stem cell အမေမွေးကလေးကနေပါလာတဲ့ stem cell နဲ့ပြန်ကုမှာဖြစ်တယ်ရှင်အပြင်ယောဂါတွေကိုပြန်ကုမှာဖြစ်တယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့ကျန်းမာရေးကြုံလာခဲ့တဲ့ဆိုရင်ကြိုတင်ကာကွယ်ခြင်းဒီဖြစ်စေလူဘဝကိုတက်တန်းစီနေခြင်းဒီဖြစ်စေအသက်ထွက်တာမြန်ခြင်းဒီဖြစ်စေဒီပတ်တီးယားကအများကြီးကူညီနိုင်တယ်စောင့်ရှောက်နိုင်တယ်ခန္ဓာကိုယ်ထဲမှာငကိုရှိပြီးသားအတွင်းပစ္စည်းနဲ့အပြင်ယောဂါတွေကိုပြန်ကောက်အောင်ကုတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်လို့ဒါမိတ်ဆွေတွေကိုလည်းဒါတည်တည်ချာချာကျမသတင်းစကားပေးကျင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီထုတ်ကုန်ဒီခွင့်လန်းကိုကျမတို့ကတည်တယ်မျှဝေခွင့်ရတဲ့အခါမှာဒီလိုခေတ်ဆိုးကာလာကြီးမှာတည်တယ်ထဲမှာအရန်ကျေးဇူးတင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီထဲမှာရှိတဲ့မိတ်ဆွေတွေအကုန်လုံးကလည်းကိုတိုင်းပေါ့နော်ဒီဗန်ထဲတွေမှာကင်းကနန်းတွေပဲမစစ်ပဲနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲလေးတွေကိုပါလဲဂရုစိုက်ကြပါပေါ့နော်ပြဿနာတွေရှိရင်လည်းကြိုက်ပါပေါ့နော်တနေ့အိယာဖြတ်ကနာပြီးဂရင်ပေါ်မှာနေပြီးပြဿနာတစ်ခုကိုရင်ဆိုင်ရအောင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီရင်မဆိုင်ခင်ဆက်ကျမ်းမှာမကျမ်းမာတဲ့သူတွေရဲ့ကိုယ်တွေများများယူထားပါများများလေ့လာထားပါအဲ့ကြံကိုကဘာလဲဆိုရင်လွယ်လွယ်တကူကြောဖြတ်နိုင်မှာဖြစ်ပါတယ်ရှင်ဒါလေးတွေလည်းကျမတို့မစ်စစ်ပေးချင်တာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့အခုဒီမိတ်ဆွေတို့နည်းနည်းလေးကျမသတင်းစကားလေးပေးချင်ပါတယ်ဒါကျမတို့မြန်မာနိုင်ငံမှာကျမပြောပြီးပြီပေါ့နော်ဖြစ်ဆွေစားရမယ်အတိကိုပညာတစ်ခုပြန်ပေးရတယ်ဒီမှာကနောက်တစ်ခါ stem cell အကြောင်းကိုပြန်ပေးရတယ် stem cell ဖြစ်ဆွေစားတော့စအမှတ်မသိတဲ့အချိန်မှာ stem cell ကိုဖြစ်ဆွေရမှန်းတော့မသိကြဘူးပေါ့နော် stem cell ကျမတို့ဒီ product က supplement ရော stem cell ရောနှစ်ခုလုံးကိုလုပ်ပေးတဲ့အပိုင်းပေါ့ကျမတို့အခုကျန်းမာရေးဝန်ကြီးဌာနမှာဆိုရှင်လည်းမြန်မာနိုင်ငံမှာကာကွယ်တဲ့အပိုင်းရှိတယ်ကုသတဲ့အပိုင်းရှိတယ်ကျမတို့တွေဆိုရှင်ဒါမြေပြင်မှာကာကွယ်တဲ့အပိုင်းဌာနကိုတာဝန်ယူခဲ့ရတာပေါ့နော်ဒါပုံမှန်အပြင်ပြောရမယ်ဆိုရှင်ယောဂတွေမဖြစ်ခင်ကာကွယ်ဆေးတွေထိုးတယ်ကိုယ်ဆောင်တွေမှာနှခမ်းကွဲအာကောင်ကွဲတွေမဖြစ်အောင်ကျမတို့ကကာကွယ်တဲ့အပိုင်းကိုယူရတယ်ဒါမမချိုတက်တို့ဆိုအဲ့လိုကာကွယ်လို့မရတော့တဲ့ယောဂကျွမ်းနေတဲ့သူတွေဆေးရုံပေါ်ရောက်လာတာကိုကုသတဲ့အပိုင်းကိုယူရတယ်ပေါ့နော်ယောဂတစ်ခုကိုတကယ်မြေပြင်မှာဒီ medical science မှာကုနေတဲ့အားမှာဆိုကာကွယ်ခြင်းနဲ့ကုသခြင်းနှစ်ပိုင်းနဲ့သွားရတယ်ပေါ့နော်ဒီထုတ်ကုန်ကလည်းကျမတို့မှာဘာလဲဆိုကာကွယ်ခြင်းနဲ့ကုသတဲ့အပိုင်းနှစ်ပိုင်းလုံးကိုတထိတ်ကလွင်ခဲ့တဲ့ session တွေကနေတကယ်ကိုအုံနောက်ကြီးနေပေါ့နော်တခါတည်းတွေးခေါ်ပြီးလို့ရှိရင် stem cell plant supplement ကိုဖော်စနိုင်ခဲ့တာဖြစ်တယ်ရှင်တထိတ်ရဲ့အုံနောက်ကိုလိုက်လို့တော့မမီဘူးပေါ့နော်ဘယ်လောက်ထိများထက်မြက်ထူးချွင်နေလဲဆိုတဲ့အရာပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့ကကြတော့ကျမတို့ဒီရဲ့ထုတ်ကုန်မှာကာကွယ်ခြင်းရောကုသခြင်းရော supplement plant stem cellပါတာဖြစ်တယ်ရှင်ဒါကြောင့်ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကျမတို့ stem cell လိုတာကိုနားလည်အောင်လုပ်ပါ supplement လိုတာကိုနားလည်အောင်လုပ်ပါဒါအပြင် stem cell တက် supplement တက်ရှာစရာမလိုပဲနဲ့ဈေးနှုန်းအချိုသာဆုံးနဲ့တနေရာထဲမှာလူတန်းချီစားလို့ရပြီးသားဒီထုတ်ကုန်ကျမတို့အတွက်ရှိတယ်ပေါ့နော်ဒီထုတ်ကုန်ကိုတိတိကျကျလေ့လာပြီးစားခွင့်ရအောင်ကိုနားမှာအမြဲတမ်းဆောင်ထားနိုင်အောင်ရွှေတွေထည့်ပို့ချစ်မြန်လို့ရအောင်လုပ်ကြည့်ပါလို့ကျမကပြောချင်တယ်အဲ့ခါကျရင်ကျမကြီးတွေရော
စီးပွားရေးတွေရောအားလုံး okay လာလိုက်မယ်လို့ကျွန်မကပြောချင်ပါတယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒီနေ့မှာဆိုရှင်မိတ်ဆွေတို့နည်းနည်းလေးပြောချင်တယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကြီးပြောလို့ပေါ့နော်သူများနိုင်ငံကိုမပို့တဲ့ပစ္စည်းတွေကျွန်တော်တို့စားရတယ်သူများနိုင်ငံကမလိုချင်တဲ့ပစ္စည်းတွေကျွန်တော်တို့မြန်မာနိုင်ငံကိုအမှိုက်လို့ပြစ်တယ်ပေါ့နော်အဲ့တဲ့အရာတွေကိုကျွန်တော်တို့ကစားရတယ်တောက်ရတယ်အဲ့ဒီနိုင်ငံမှာနေတယ်ဒီလိုမျိုးပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံအမှိုက်ပုံလို့တောင်ပြောလို့ရတယ်ပေါ့နော်အဲ့လိုနိုင်ငံမှာနေတဲ့သူတွေကဒီခွန်လန်းကိုတည်သွားရင်အရင်ခွန်လန်းဖြစ်တယ်အလူကြီးပြောလို့ပေါ့နော်စိတ်တယ်မကြသွားလိုက်ပါနဲ့ပေါ့နော်ကျွန်တော်တို့တွေကဘာဖြစ်လဲဒီထက်မှရှိတယ်အခု214ယောက်တော့လူတွေကဒီထုတ်ကုန်အကြောင်းကိုသိနေပြီရှင်ကဘာကိုရင်မောင်းတဲ့နေတဲ့ထုတ်ကုန်အကြောင်းကိုသိနေပြီရှင်ကျွန်မဒါကြောင့်သတင်းစကားလေးတစ်ခုပေးခြင်းတယ်ပေါ့နော်ပုံမြင်လေးတစ်ခုပြောခြင်းတယ်ပေါ့နော်တခါလေးကျရင်မြန်မာနိုင်ငံအကြောင်းနေstance အကြောင်းမသိတာ supplement အကြောင်းမသိတာသွားပြောရင်ယူနေသလားလို့အထင်ကဒီလောက်ကောင်းရင်ဆရာဝန်တွေကိုကြော်ညာခိုင်းပါလားဒီလောက်ကောင်းရင်ဒါမျိုးကလာသေးတာပေါ့နော်တထေးရဲ့ဒါပြောချင်တာဗာလဲဆိုတထေးကကိုအင်ကြီးဝက်လိုက်ပြီး6နဲ့9နဲ့တင်ထားတဲ့တင်တန်းဆရာကဒီထုတ်ကုန်ကောင်းတယ်လို့ requirement နဲ့ပေးမှသုံးတဲ့ပစ္စည်းမျိုးကိုမလိုချင်ဘူးရှင်ကျမတထေးရပေါ့နော်ကျမတို့တထေးရပေါ့နော်အဲ့ဒီလိုမျိုးပြောပေးဖို့ requirement တွေပေးဖို့အတွက်ဆရာဝန်တွေရောအလကားပေးမှလားရှင်သူတို့ပတ်စံပေးရမှာပေါ့နော်အဲ့ဒီ percent တွေကိုပေးရမှာပေါ့နောက်တစ်ခါအရန်နာမည်ကြီးနေတဲ့လီဆာတို့ရိုနယ်ဒိုတို့သူတို့ရဲ့ Facebook စာမျက်နှာ Instagram မှာကြော်ညာလေး10မိနစ်တန်မို့တောင် USA ဒေါ်လာ45တန်းလောက်ပေးရတယ်ရှင်ကျမတို့ပစ္စည်းတစ်ခုကိုကြော်ညာဖို့ဆိုရှင် quality ထက်ဘာလဲဆို marketing ထိုးဖောက်ရတဲ့အပိုင်းကဘာဖြစ်တာလဲအရင်စီးကြီးတာရှင်အဲကြောင့်တထေးရကြတော့ဗာလဲဆိုလို့ရှိရင်ဒီလို6နဲ့9နဲ့ကိုအင်ဂျင်ဝယ်ထားပြီးကမှကောင်းတယ်လို့ညွှန်းလို့မှစားတဲ့အရာမျိုးမလိုချင်ဘူးနာမည်ကြီးပြီးသားမင်းသမီးတွေကြော်ညာလို့ရောင်းအောင်မလိုချင်မဲနဲ့တကယ်စားသုံးသူကနေထွက်လာတဲ့ရလက်ကိုအဲ့ဒီယုံကြည်ပြီးကမှအဲ့ဒီရလက်ကြောင့်ကြီးသွားတဲ့ဈေးကွက်တကူပဲလိုချင်တာဖြစ်တဲ့အတွက်တထေးကကျမတို့စားသုံးသူကနေဖြန့်တဲ့ဈေးကွက်ကိုသွားတာဖြစ်တယ်ပေါ့နော်ကျမတို့မင်းသမီးတို့ပေးမဲ့အစားဆရာဝန်တွေကိုပေးမဲ့အစားကျမတို့စားသုံးသူတွေကိုကျန်းလက်ကျန်းမှာချမ်းလက်ချမ်းသာဆိုပြီးပြန်ပေးဖို့အတွက်တထေးကတောင့်ခံပေးခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒါတွေကိုမသိတဲ့အခါမှာဘာလဲဆိုတန်တရားပေါင်းများစွာနဲ့ဆရာဝန်ဘာကြောင့်မကြော်ညာတာလဲဘာဖြစ်လို့မင်းသမီးမကြော်ညာတာလဲဒီလို complaint တွေလာတာပေါ့နော်ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့မြင်တဲ့အမြင်တိတ်တိတ်လေးနဲ့ကိုကြတော့ကြည့်လိုက်ရေစားတထုပ်တောင်ပဲပြင်းဦးလင်တစ်မျိုးမင်းမျိုးတစ်မျိုးမဖောက်ဖူးသေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒီမှာကျတော့တကယ်ကိုကဘာဖောက်နေတဲ့အခါမှာကျမတို့သိရမှာကျမတို့ဒီထက်မှာအရင်ကြောက်ဖို့ကောင်းတာကိုမသိတာကိုမသိမှာအရင်ကြောက်ဖို့ကောင်းပါရှင်ဒါကြောင့်ကိုဘာမသိတာလဲကိုဘာမသိသေးတာလဲဆိုတာကိုပဲလေ့လာမှာဖြစ်ပါတယ်ရှင်ဒီဈေးကွက်ကြီးတစ်ခုလုံးဒီလိုမျိုးဖြန့်နေတာကဒါပူပေါင်းတဲ့သူတိုင်းအကျိုးရှိလို့စားတဲ့သူတိုင်းအကျိုးထူးလို့ဖြစ်ပါတယ်ရှင်ဒါကြောင့်ဒီလိုမျိုးရက်တည်နေနိုင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့ကိုလေကျမတို့မြန်မာနိုင်ငံမှာနေရဒီခွန်လန်းသိတဲ့သူအတွက်အရန်ကောင်းတယ်အရန်ကံကောင်းတယ်ဆိုတာကိုလည်းထပ်မံပြောချင်ပါတယ်ဒါကြောင့်နောက်ထပ်တစ်ခုကိုလည်းကျမပြန်ပြောချင်ပါသေးတယ်ဒီလောက်ကောင်းတဲ့ထုတ်ကုန်တစ်ခုအခြေခံပြီးကျမတို့မြန်မာနိုင်ငံမှာဆက်ပလီမဲမပြောလို့စိတ်ညစ်တဲ့ညင်းခံရရင်ဝင်းမသားနဲ့ညင်းပြခံရရင်တအားစိတ်ရှုပ်ကြတယ်ပေါ့နော်စိတ်ရှုပ်ကြတယ်မလားရှင်သွားပြောတယ်ပေါ့နော်အရန်ကောင်းလို့သွားပြောတယ်ရင်ဘက်ကြီးကိုဆောင်းကန်ခံရလို့နာကျင်မှုကြလားရှင်နာကျင်မှုတယ်ပေါ့နော်ဒါဖြတ်ကိုဖြတ်တန်းမယ်ဖြတ်တန်းစင်ပဲပေါ့နော်ဒါလူတိုင်းဖြစ်တယ်ပေါ့နော်ဒါအဲ့ခါကျတော့ကျမပြောချင်တယ်မနာကျင်ပါနဲ့လို့ကျမပြောချင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုသူ supplement အကြောင်းမသိသေးဘူးလားရှင်းပြလိုက်stem cell အကြောင်းမသိသေးဘူးလားတေချာရှင်းပြလိုက်ညင်းရင်လဲထားခဲ့သူမသိသေးလို့ညင်းတာပဲဖြစ်တယ်ပေါ့နော်ညင်းနေသေးရင်ကိုဝင်းတာတယ်ရှင်ကျမအခုတော့ရှူတော်လေးပြောင်းသွားပြီပေါ့နော်အရင်တော့ကညင်းရင်တအားစိတ်ဆိုးတယ်တအားစိတ်တက်ကြတယ်အခုကျတော့ဘာဖြစ်လဲဆိုညင်းရင်အရင်ဝင်တာပြီရှင်ဘာဖြစ်လို့လဲဆို तू မသိသေးဘူးလေမသိသေးလို့ညင်းတာလေမသိသေးတော့ကျမတို့ဈေးကွက်ဖြစ်သွားနိုင်တယ်လေမဟုတ်ဘူးလားရှင်ကျမတို့ကိုကူညီပေးနိုင်တယ် तू ဖြစ်သွားနိုင်တယ်လေအမချုပ်တဲ့နဲ့ကျမအခုမမတင်တင်နဲ့ကျမညီမလေးမေစင်တုနဲ့ကျမသူတို့ထဲအတူဦးပြီးသူတို့ကိုနားလည်အောင်ပြောခဲ့လို့သူတို့ရဲ့တန်တရားကိုရှင်းပြပြီးခိုင်းလို့ဒီနေ့ဒီအချိန်မှာညီမလေးအောင်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတွေပြောခံနေရတာမဟုတ်ဘူးလားရှင်ကျမဈေးကွက်တွေပိုင်ဆိုင်တော့တာမဟုတ်ဘူးလားရှင်အဲကြောင့်မလို့ညင်းတယ်ဆိုရင်ကျမတို့အရန်ဝင်တာငါလူဖြစ်အောင်ဘလို့ပြောင်းလဲရမလဲဆိုတဲ့နီးလဲမဲ့ကျမရှာတော့တယ်ပေါ့နော်အေးညင်းဝင်တာလိုက်တာညင်းဝင်တာလိုက်တာနင်မတည်သေးဘူးပေါ့ဟုတ်လားရှင်အဲဒါကြောင့်မလို့ပေါ့နော်ကျမတို့တွေအခုနေချိန်မှာညင်းနေသေးရင်ဝင်တာလိုက်ပါလို့ကျမကတော့ပေးကျင်တယ်ပေါ့နော်ဒါကြောင့်အခုကျမတို့မြန်မာနိုင်ငံမှာစစ်ပွဲတွေဖြစ်တယ်စစ်ဘူးပြဿနာအခက်အခဲတွေဖြစ်တယ်ပေါ့နော်အဲ့ဒီအခက်အခဲပြဿနာတွေမှာဆိုလို့ရှိရင်ကျမကပုံမြင်လေးတစ်ပုံနဲ့အဆုံးသတ်ချင်ပါတယ်စုပ်ပြတ်တတ်တဲ့နိုင်ငံမှာနေပေမဲ့တချမ်းတစ်ဘက်ကကြည့်ရင်အရန်စိတ်ရှုပ်စရာကောင်းမိမယ်တခြားတစ်ဖက်ကကြည့်ရင်အခွင့်အလမ်းပါပဲရှင်အခုကျမတို့မြန်မာနိုင်ငံကိုပြောရဲပေါ့နော်ငှက်တောင်ပဲမဥတဲ့နိုင်ငံနဲ့ငှက်တောင်ပဲအတိုက်မဥတဲ့နိုင်ငံလို့ပြောရဲပေါ့နော်ကျမတို့မြန်မာနိုင်ငံအဲ့ဒါငှက်တောင်ပဲအတိုက်မဥလို့ပေါ့နော်ဒေးဗစ်ရိုးတို့ဆက်လက်ချန်းတို့မေရန်တို့အင်ဒီဆောတို့ကျမတို့မြန်မာနိုင်ငံကိုမလာသေးတာရှင်
အခုမလာသေးတယ်ဆိုတာနောက်ခါမလာဘူးလို့ပြောတာမဟုတ်ဘူးရှင်ကျမတို့ရဲ့ business ကပြည်တွင်းစီးပွားရေးမဟုတ်ဘူး international business စီးပွားရေးလူရှိရင်ဈေးကွက်ရှိတဲ့စီးပွားရေးတစ်ခုဖြစ်တယ်ကျမတို့ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဒီယောဂတွေကလိုကိုလိုမှာပဲကျမတို့မဖြစ်မနေကိုလိုအပ်တဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်မတိသေးလို့ဒါမလိုတာဖြစ်တယ်အဲ့ဒါကိုသိအောင်ပြောလိုက်ရင်လိုတော့မှာပေါ့နော်ဒါဆိုကျမတို့ကမပြောနိုင်မဲ့နဲ့ Intisor တို့ဒေးဗစ်ရိုးတို့ကလာပြောရင်ဘယ်လိုလုပ်မလဲရှင်ဒါအစိုးရကနေအကောင့်ပေါ့နော်ခုနေချိန်မှာသူတို့တွေပတ်စံပေးပြီးခေါ်မယ်ဆိုတော့မလာခြင်းသေးတဲ့အချိန်မှာကျမတို့ကဘာလုပ်ထားရမှာလဲပြေးထားရမယ်များများစိတ်ရှိရှိနဲ့ပြောရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့ဆိုရှင်လဲခုနေချိန်မှာညင်းနေသူရှင်ဝင်တာတယ်ညင်းပြီဆိုလို့ရှင်လဲစိတ်နဲ့လေးမှာတော့နည်းနည်းပဲအောင့်တည်လေးပဲစက္ကန့်ဝက်လောက်ပဲအောင့်တည်ဖြစ်သွားတယ်ပေါ့နော်နောက်ဆို memory ကဘာဖြစ်လဲဆိုပြန်ပြီးရင်energy က 100% ပြန်ပြီးသွားတာဖြစ်တယ်ပေါ့နော်ကျမတို့သွားနေတဲ့လမ်းကြောင်းကြီးကိုကျမတို့သိနေတာဒီအတိုင်းဆက်သွားရင်ဘာဖြစ်မှာလဲဆိုတော့ကျမတို့ကမြင်နေကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ကျမအခုဒီ NIS ဖက်နဲ့ကုမ္ပဏီအကြောင်းလေးနည်းနည်းပြောချင်တယ်ပေါ့နော်ဒီ NIS ဖက်နဲ့ဒီကမ္ဘာဈေးကွက်ကြီးကိုပိုင်းထားတဲ့ဒီ N9KE ဆိုရင်အမှန်ချက်လေး NIS ဖက်နဲ့ရဲ့တမိုင်းကြောင်းလေးပေါ့နော်သူတို့ဆိုရှင်ဗာလဲဆိုအာဖရိကဈေးကွက်ကိုသူတို့ဖောက်တာပေါ့အာဖရိကဈေးကွက်ကိုသူတို့ဖောက်ဖို့အတွက်ဒီပေါ့နော်ဒီ marketing ဌာနပေါ့ဈေးကွက်ထိုးဖောက်တဲ့သူ2ယောက်ကိုဒါကုမ္ပဏီကသွားလွှတ်တဲ့အခါမှာပထမတစ်ယောက်ကသွားလိုက်တဲ့အခါမှာစိတ်ရှုပ်လက်ရှုပ်နဲ့ပြန်လာတယ်တဲ့ဗာလဲဆိုအဲ့ဒီအာဖရိကတိုက်မှာဈေးကွက်သွားမဖောက်နဲ့ဖက်နဲ့စီးအမှန်တယောက်ပါမသိဘူးကျွန်တော်တို့ဖက်နဲ့သွားဖောက်လဲအလကားပဲဝယ်မဲ့သူကိုရှိမှမဟုတ်ဘူးလို့ပြောတယ်တဲ့အဲ့နဲ့နေတယ်ပေါ့နော်နောက်ထပ်ကုမ္ပဏီတကူကအဲ့ဒီ marketing ဌာနအာဖရိကတိုက်ကိုရောက်သွားတယ်ပေါ့နော်အာဖရိကတိုက်ကိုရောက်သွားဟာဖက်နဲ့စီးအမှန်တယောက်ပါမသိသေးဘူးဒီဆိုရှင်သူကဝန်တာအားရကြီးနဲ့ပြန်လာခဲ့တယ်ကုမ္ပဏီဟာတထေးကျွန်တော်တို့ကတော့တထေးဖြစ်တော့မှဈေးကွက်အကြီးကြီးပိုင်းတော့မှဘာဖြစ်လို့လဲဆိုဖက်နဲ့စီးရကောင်းမှန်းတော့မသိတဲ့ဈေးကွက်တစ်ခုကိုသိခဲ့ပြီပေါ့နော်အဲ့ဆိုသူတို့ဖက်နဲ့စီးရကောင်းမှန်းသိတဲ့အတီကိုပေးလိုက်မယ်ပေးလိုက်ပြီးဖက်နဲ့ဒေတာရောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အကုန်လုံးဈေးကွက်သိမ်းလို့ရမှာဆိုပြီးလို့ရှိရင်သူတို့တွေပြောလိုက်တဲ့အခါမှာသွားတာချင်းအတူတူပဲသွားတဲ့နေရာချင်းအတူတူပဲသူတို့အတွေ့အကြုံရှိတာချင်းလည်းအတူတူပဲဒါပေမဲ့ရွှေ့ရှုထောင်ကွဲသွားတဲ့အခါမှာဘာဖြစ်လဲဆိုမြင်လာတဲ့အမြင်တွေကမတူတော့ဘူးပေါ့နော်မြင်လာတဲ့အမြင်တွေမတူတော့ခါကျအခုဒါအဲ့ဒီနောက်တစ်ယောက်ကကျဘာလုပ်လိုက်လဲဆိုရှင်ဖက်နဲ့လေးတွေဒီမှာမစီးတဲ့အခါမှာခြေထောက်မှာဆူးတယ်အနာတွေဖြစ်တယ်ပြီးတဲ့နာတွေကကြောက်ကက်တွေကိုပစ္စည်းစေတယ်ဒီလိုလေးဖက်နဲ့လေးတာစီးလိုက်ခြေထောက်လေးကဒီလိုလှလှလေးဖြစ်တယ်ဆိုတော့အသိပညာကိုပေးပြီးလို့ရှင်ဖက်နဲ့ကိုရောက်လိုက်တဲ့ကအာဖရိကဈေးကွက်မှာဒါ NIS ဆိုတဲ့ဖက်နဲ့ကြီးကတကယ်ကိုအကြီးကြီးဖြစ်သွားတယ်ပေါ့နော် brand ပစ္စည်းကြီးဖြစ်သွားခဲ့တယ်ရှင်ဒီလိုပဲပေါ့နော်ကျမတို့အခုမြန်မာနိုင်ငံမှာတစ်ဖက်ကကြည့်ရင်အခွင့်အလမ်းတစ်ဖက်ကကြည့်ရင်အခက်အခဲပဲရှင်အဲကြောင့်မလို့ဒီထက်မိတ်ဆွေတွေအခက်အခဲချင်းမကြည့်ပါနဲ့အခွင့်အလမ်းကိုမြင်အောင်ကြည့်ပါလို့ပြောချင်မယ်ပေါ့နော်အခုကျမတို့တွေကအစိုးရကနေအကောင့်နိုင်ငံ international ကနေမဝင်လာသေးတာလေကျမတို့မြင်များပြေးထားပေးရတယ်နောက်တစ်ခုပေါ့နော် supplement အောင်စအမှန်မသိသေးတဲ့လူတွေကိုလည်း supplement စအမှန်တိအောင်ခန္ဓာကိုယ်ကိုငွေရှာပြီးဆရာဝန်ကိုပုံမဲ့အခင်အာဟာရကူထုတ်မဲ့ကုသလို့ရတဲ့အကြောင်းကိုတိအောင်များပြောမယ်ကယ်ဆီယမ်ဒီဘာကြောင့်တောက်ကြတာလဲခန်းချင်တွေဘာကြောင့်စားရတာလဲဒီဟာတွေဖြစ်ဆွစားတွေဖြစ်တယ်ပေါ့နော်စားတဲ့အစအစားနဲ့မလုံလောက်လို့စားရတဲ့အပိုင်းမျိုးပြီးမယ်နောက်တစ်ခါဘာလဲဆို stem cell မျက်စိဘေးရဖြစ်တာလဲမသိသေးဘူးဒီတဲမှာမျက်စိကဘေးရဖြစ်တာကဘာဘာမှာသိလို့မြန်မာနိုင်ငံမှာ7တောင်မရှိသေးဘူးသူများနိုင်ငံကိုသွားပြီးသိတယ်သူကလုံနေကြပြီကျမတို့ဒါအခုနေချိန်မှာဘာလဲဆိုရင်NIS ဖက်နဲ့ဖြစ်ဖို့အတွက်အစပြောနေတယ်လို့ပဲမဟုတ်ဘူးလားရှင်ကျမတို့ဈေးကွက်တွေအများကြီးပိုင်ဖို့အတွက်လုပ်နေတာပဲမဟုတ်ဘူးလားရှင်ဒါကြောင့်မို့လို့ကျမတို့ကတော့ရီဝေးထဲမှာနေပြီးလို့ရှင်ခက်ခဲပါတယ်ဒါပေမဲ့ကျမတို့ကအခက်ခဲကိုမမြင်တော့ဘူးအခွင့်လန်းကိုမြင်တဲ့အခါမှာအခက်ခဲကအတားဆီးမဟုတ်တော့ဘူးရှင်အခက်ခဲကအတားဆီးမဟုတ်တော့ဘူးရှင်ကျမတို့အတွက်အခက်ခဲတွေဥသည်များကအခွင့်လန်းတွေဖြစ်သွားခဲ့တယ်ရှင်ဒါကြောင့်မို့လို့ပေါ့နော်ဒါဒီထဲမှာရှိတဲ့မိတ်ဆွေတွေပေါ့နော်ဒါဒီနေ့ကျမတို့ sharing ကနေတစုံတရာရရှိသွားပါစေလို့လည်းကျမမျှော်လင့်ပါတယ်ပေါ့နော်ဒီထဲမှာကျမတို့ leader တွေပေါ့နော်ဖိုက်နေကြတဲ့ leader အသီးသီးလည်းလိုအပ်တဲ့ target ကိုရောက်သွားပါစေလို့လည်းကျမစုမွန်ကောင်းတောင်းပါတယ်ပေါ့နော်ဒါကြောင့်ကျမတို့တွေပေါ့နော်ဒီနေ့ညမှာပေါ့နော်ကျမတို့ sharing ကတော့ဒီမှာနေပြီးဆုံးပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အရင်ကိုပဲကျမပြောတဲ့အတိုင်းပဲပေါ့နော်ကျမဆောင်းကပြောခဲ့တယ်လို့ပဲသူ့ကိုမဖိတ်ခေါ်ခဲ့မှာပေါ့သူဘလောက်ပြောကျမတို့တွေကအရင်ကိုပဲမျက်စိကိုဖွင့်နားကိုစွန့်ပြီးတော့ပေါ့နော်ကျမတို့တအားကိုအထိပ္ပယ်ရှိတဲ့စကားတွေကိုကြားရတယ်ကျမအရင်ကိုပဲတန်မှုရှိတဲ့အားတွေကိုဆက်တိုက်ပေါ့နော်တအားကိုပြောနိုင်ပြီးတော့တအားကိုပေးစွမ်းနိုင်ဆိုတော့တအားကိုစွန့်ဟင်ရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ပေါ့နော်ကျမသူတို့နဲ့တွေ့ခွင့်ရရှိရဲဒီလို
ခေါင်းဆောင်ရဲ့အောင်မှာကျမတို့တွေလက်တွဲခွင့်ရရှိတာဒီလိုခေါင်းဆောင်နဲ့လက်တွဲခွင့်ရရှိတာကျမကိုမိတ်ဆက်ပေးတယ်ကျမရဲ့တငယ်ချင်းမခင်မိုးမြင့်ကိုလည်းအရင်ကျေးဇူးတင်တယ်ကျမကသူမိတ်ဆက်ပေးတဲ့အခါမှာဒီဥစ္စာကိုလေ့လာခွင့်ရရှိခဲ့ပြီးတော့ဒီထုတ်ကုန်ကိုပေါ့နော်သိရှိခွင့်ရရှိခဲ့ပြီးတော့အခုသုံးဆွဲခွင့်ရရှိခဲ့ရတယ်ကျမကိုကျမလည်းပဲဂုဏ်ယူတယ်ပေါ့နော်ကျေးဇူးတင်တယ်ကျမဒါတွေမသိခဲ့လို့ရှိရင်ညီမလေးပြောတော့အခုချိန်မှာပေါ့နော်ဘာတွေဖြစ်နေမသိဘူးနှလုံးရောဂါဖြစ်နေပြီလားကင်ဆာဖြစ်နေပြီလားပေါ့နော်ကျမကိုဗစ်ရဲ့နောက်ဆက်တွဲနဲ့ကျမလည်းဘယ်လိုမျိုးစိတ်ုံပေါ်ကနေပေါ်ရောက်နေလောက်လားပေါ့နော်ဘလို့စိုးရင်ရတယ်တကယ်ကိုပဲယောဂကြီးဖြစ်နေမလားဆိုတော့ကျမမပြောနိုင်ဘူးပေါ့နော်ကျမကဒီအခွင့်အလမ်းနဲ့ဒါသိရှိလို့တာအခုဒီလိုမျိုးကျမကကျမရဲ့မိသားစုတွေလည်းဂုဏ်ယူရတဲ့သူပေါ့နော်အခုဆိုရင်ညီမလေးပြောသားတာပေါ့ကျမဂုဏ်ယူပါတယ်ပေါ့ကျမကိုကျမလည်းပေါ့နော်ညီမလေးမအေးအောင်ကချီးမွမ်းပေးတဲ့အတွက်လည်းဂုဏ်ယူပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီခွန်းတန်းနဲ့သိရှိခဲ့လို့ဒီထုတ်ကုန်ကိုသုံးခွင့်ရခဲ့လို့လားကျမဒီလိုမျိုးဖြစ်တာပါလို့မဟုတ်လို့ရှိရင်တော့ကျမဒါမသိခွင့်မရခဲ့လို့ရှိရင်လက်မခံခဲ့လို့ရှိရင်တော့ကျမဟိုလက်မခံခဲ့ရင်ဆိုတဲ့အတွေ့ပေါ့နော်အရန်ကြောက်မိတယ်ပေါ့နော်အခုကကြောင့်မို့ကိုလက်ခံမိခဲ့တဲ့အတွက်လည်းကိုလည်းကျေးဇူးတင်ပြီးဂုဏ်ယူပါတယ်လို့ဒါကြောင့်မို့ဒီမှာရှိနေတဲ့မိတ်ဆွေတွေအားလုံးလည်းပဲပေါ့နော်ဒါ Zoom ပြီးဒီတိုင်းနေကြတဲ့ပေါ့နော်မိတ်ဆွေတွေအားလုံးလည်းပေါ့နော် review ကပေးတယ်ပေါ့နော်ကြက်နာခြင်းချမ်းသာခြင်းလောက်ပါလူပြိုခြင်းတွေကိုရရှိပြီးတော့ဒီရဲ့ထုတ်ကုန်ကအများဆုံးမသုံးဆွဲရသေးဘူးဆိုရှင်လည်းအများဆုံးနေ့စဉ်ဆက်ဆက်မပြတ်သုံးဆွဲခွင့်ရရှိကြပါစေလို့ပြောကြရင်းနဲ့ကျမတို့ရဲ့ဒီကနေ့မျှဝေမှုလေးကတော့ဒီမှာပဲအဆုံးသတ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်